အေချမ်းသောညာလေးတညာဖြစ်ပါစေချစ်တို့ရဲ့ကျမရဲ့အသိပညာဘုဒ္ဓတော်များကိုတင်ဆက်ပေးနေကြ Healthy Habit Sunny Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ကျမတို့အမျိုးသမီးများကိုဘိုက်မြန်မြန်ကြည့်အောင်ဘလို့အကတ်တွေသုံးပြီးသမားကျိတ်လေ့ကျင့်ပေးရမလဲဆိုတာကိုကျမရဲ့အရာတရားစွာပြပြပေးသွားမှာဖြစ်လို့ဆန်နီရဲ့မျက်နှာလေးကိုကြည့်ရင်အဆုံးထိလိုက်ပါစီမျောနားထောင်ပေးကြပါအောင်နော်ကိုကိုရီရှင်တို့ရဲ့ပြုံးမလီတွေကိုအထီအောင်ဆုံးနေအမြန်ဆန်ဆုံးဘိုက်ကြီးစေခြင်းနဲ့ဆိုရင်တော့ဒီလေးချင်ကန်တွေကိုမဖြစ်မနေသုံးပြီးသူမကိုလည်းကျမ်းမာရေးအတိထူအရသာထူကိုရစေပြီးဘိုက်လေးမြန်မြန်ကြည့်အောင်စမ်းဆောင်နိုင်ပါလိမ့်မယ်နော်ပထမလေးချင်ကန်အကွက်ကတော့လှေကြီးထိုးရိုးရိုးပါရဲ့ရှင်ဒီလေးချင်ကန်ကိုရှင်တို့အဖိုးကရှင်တို့ရဲ့အဖွားကိုစလုံးတွေပြေချတဲ့အထိလေ့ကျင့်ပေးခဲ့သောရှေးဟောင်းလေ့ကျင့်ခန်းဖြစ်ပြီးရှင်တို့ညီလေးကိုစလေအဆုံးထိခရီးရောက်တအိမ်ထောက်စီသောလေ့ကျင့်ခန်းဖြစ်လို့မြန်မြန်ပိုက်ကြည့်ဖို့ကူညီပေးနိုင်ပါတယ်နော်တခုသတိထားရမှာကလေ့ကျင့်ခန်းလုပ်နေရင်အဆုံးသက်ပန်းတိုင်လိုင်းကင်ကာနီမှာညီလေးကိုအနက်ဆိုင်ဆုံးနေရာမှာရှိစေပြီးအဆုံးသက်ရမှာဖြစ်ပါတယ်ဒုတိယကျမရေးနီလန်ကတော့လေးဘက်ပုံစံလေ့ကျင့်ခန်းပါနော်ဒီနီလန်ကတော့ကျမတို့မိန်းမတွေထုတ်မပြောကြပေမယ့်တော်တော်လေးသဘောကျတဲ့လေ့ကျင့်ခန်းပါရှင်မမြင်ရတဲ့နေရာကနေလေ့ကျင့်ပေးတာကိုကြုံတွေ့တွန်းလှန်ဟန်ချက်ညီညီရုန်းကန်ရတာဖြစ်လို့ပိုးလဲကြမ်းပါစေသလိုရှင်တို့အတွက်လေ့ကျင့်ခန်းကိုပို့ပြီးပြင်ပို့မြင်ရပို့ထိရောက်စေပါတယ်ပန်းပွန်လေးကလည်းပြူထွက်ဖူးပွန်နေလို့လေ့ကျင့်ခန်းမှာအတားအဆီးမရှိတဲ့အိမ်အထိထိရောက်ကဘိုက်လဲကြီးကျမ်းမာရေးကိုအထုကိုမှလန်းဆန်းတက်ကြကျမ်းမာစေပါတဲ့ကိုကိုတို့ရေကဲကိုကိုတို့ရေဆန်ရီလေးဒီနေ့တင်ဆက်ပေးသွားတာကတော့ကျမ်းမာရေးဘုဒ္ဓတခုများသာဖြစ်ပါရဲ့နော်နှစ်ရက်ချတိုင်းမှာလေအခုလိုမျိုးထိမိအေးစိမ့်နေတဲ့ကျမ်းမာရေးဆိုင်ရာအသိပညာများကိုဆက်လက်အမျှပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ရင်းစောင့်မျှော်အားပေးနားဆင်ကြပါအောင်ရှင်အားလုံးကိုအရန်ချစ်ပါရဲ့နော်တဒါ